တောင်ဆက်တဲ့အခါမှာဘယ်လောက်ခံလဲဆိုပြီးတော့ပေါ့နော်မေးထားကြတယ်ဒီလိုမျိုးမိခွန်းလေးအများကြီးတွေ့တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ဒီဗီဒီယိုလေးနဲ့ဒီပေးထားပါမယ်ရှင်မြေတောင်ဆက်ရင်ဘယ်လောက်ခံလဲဆိုတော့သူကပုံမှန်ဆိုလို့ရှိရင်တော့ပေါ့နော်တစ်လားကျော်ခံပါတယ်ဒါပေမဲ့ကိုယ့်ဘက်ကလည်းထိမ့်သိမ့်တဲ့ပုံစံလေးရှိရပေါ့နော်ဆက်ခံထားရတဲ့သူကလည်းအိမ်မှာနေစီတီးလေးပေါ့နော်မျက်နှာတည်တဲ့အခါမှာထိမ့်သိမ့်တဲ့ပုံစံလေးရှိရပေါ့နော်အဲ့ထိမ့်သိမ့်လေးတွေကကြတော့ဘယ်လိုမျိုးလေးလဲဆိုတော့ပထမဆုံးမြေတောင်စားပြီးတော့7နေ့မှာကြာလို့ရှိရင်မိစီမှာတော့ရှိတရက်မထိခိုင်းပေါ့နော်တချို့ဆိုင်တွေမှာတော့ထိလို့ရတယ်လို့တချို့ကလည်းရှိရပေါ့နော်ဒါပေမဲ့မိစမှာဆိုင်တော့မြင်တရက်ရှိမထိဘူးဒီမထိခိုင်းပေါ့နော်တကယ်လို့မဖြစ်မနေထိခိုင်းမယ်ဆိုလို့ရှိရင်လည်းတီရှူအစိုးလေးနဲ့ဖြစ်ဖြစ်ဒီနှလုံးသားလေးကိုဝိုက်ပြီးတော့တုပ်ပေးရမျိုးလေးလုပ်ခိုင်းတယ်ပြီးတော့လို့ရှိရင်တော့နံပါတ်1ပေါ့နော်နံပါတ်2ကကျတော့မျက်နှာတည်တဲ့အခါမှာဖော့လေးတွေပေါ့နော်အရင်ဆိုလို့ရှိရင်တော့မိစီမှာဆက်တဲ့ဒီ customer ဟောင်းနေဆိုလို့ရှိရင်တော့တည်ပါတယ်ဖော့ချောင်းလေးတွေပေးရပေါ့နော်ဖော့ချောင်းဥမာလေးတွေနဲ့ဆောင်ပေးပါတယ်ခုနောက်ပိုင်းဖော့ချောင်းဥမာလေးတွေကပစ္စည်းဝယ်နေရလို့ဒီနောက်ပိုင်းလေးတွေမပေးဖြစ်ဘူးပေါ့နော်အဲ့ဖော့ချောင်းဥမာလေးတွေနဲ့မျက်နှာလေးကိုဒီလိုမျိုးမျက်လုံးသားတစ်ဝိုက်လေးကိုဝိုက်ပြီးတော့ပေါ့နော်ဒီလိုမျိုးတက်ပြီးရေးထိလို့ရတယ်တို့ပေမဲ့ရေးထိပြီးတော့လို့ရှိရင်မျက်လုံးဒီလိုမျိုးပုတ်တာလေးအလုပ်လို့မရဘူးပေါ့နော်ရေးထိလို့ရတယ်ဆက်ပြလေးနဲ့အသားရလေးဒီလိုမျိုးလေးပုတ်ပြီးတော့ဖော့ချောင်းဥမာလေးနဲ့ဒီလိုရေးလေးကိုတုပ်ပေးရမယ်ပေါ့နော်ဒါတော့နံပါတ်2အချက်ဒါမျက်နှာတည်တဲ့အချိန်မှာထိန်းသိမ်းရတဲ့ပုံစံနောက်နံပါတ်3အစီပါတဲ့ဟာလေးတွေတုံးလို့မရဘူးပေါ့နော်ဒီလို eye cream လေးနာမျိုးတွေတချို့ကကြောင်ညဘက်အိပ်လို့ရှိရင် eye cream လေးတွေလိမ့်တက်တယ်ပြီးတော့ sun cream မှာတချို့ဆိုလို့ရှိရင်အစီပါတဲ့ဟာလေးတွေရှိရဲနောက်ပြီးတော့ original ကအစီတင်တဲ့အသားရည်မျိုးပေါ့နော်အဲ့လိုမျိုးလေးဆိုလို့ရှိရင်တော့ပုံမှန်လူတွေတက်စားလို့ရှိရင်တော့ကျွတ်တာလေးနည်းနည်းညံ့နေပေါ့နော်သူကကြတော့ဒီမျက်တောင်ရဲ့ကော်ဒီအစီနဲ့ထိလို့ရှိရင်ကျွတ်လွယ်ရဲ့ကော်မျိုးစားပေါ့နော်အဲ့အတွက်ကြောင့်မို့လို့အစီနေတိုင်း daily ထိရဲဆိုလို့ရှိရင်တော့သူများတွေက3ပတ်လောက်မှကျွတ်တဲ့အချိန်ဆိုရင်သူက2ပတ်လောက်ညံနည်းနည်းချင်းကြီးကျွတ်နေတယ်ပေါ့နော်ကျွတ်တာညံ့နေပေါ့နော်နောက်နံပါတ်4ကကျတော့ဆွဲမဖြုံနေပေါ့နော်တချို့ကကျတော့မျက်တောင်အနေငယ်အဲ့လိုလေး2ပင်3ပင်လောက်ကျွတ်သွားပြီးနည်းနည်းလေးခါသွားပြီးဆိုလို့ရှိရင်လက်ကလေးတွေနဲ့အဲ့လိုမျိုးလေးတွေကလော်ပြီးတော့နည်းနည်းလေးလက်လေးတွေနဲ့အဲ့လိုဆွဲဖြုတ်တယ်ပေါ့နော်အဲ့လိုဆွဲဖြုတ်တဲ့အခါမျိုးဆိုလို့ရှိရင်ခုလိုမျိုးမျက်တောင်ကွက်ပြီးတော့ကျွတ်သွားတတ်ပါတယ်ပုံထဲမှာကြာတာတဲ့အတိုင်းပေါ့နော်မျက်တောင်ကြီးကွက်ပြီးတော့ကျွတ်သွားတတ်တဲ့အခါကျလို့ရှိရင်နောက်ပိုင်းနေမျက်တောင်ဆက်တဲ့အခါမှာဆိုလို့ရှိရင်လည်းဆက်လို့မရတော့ဘူးအဲ့ဒီမျက်တောင်ကြီးပြန်ပေါက်ဖို့အတွက်ကို3ဘက်ကနေ1လလောက်ကြီးမျက်တောင်ဆက်တာကိုနားပေးရတယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့အရေးကြီးဆုံးကတော့နံပါတ်124နိုင်တည်းရတော့ရှိမထိရဘူးနံပါတ်2ကကျတော့မျက်နှာတည်လို့ရှိရင်မျက်လုံးသားတစ်ဝိုက်ကိုဆက်ပြမထိရဘူးမျက်လုံးသားတစ်ဝိုက်ဆိုတာကဒီမျက်တောင်ပေါ့နော်မျက်တောင်ဆက်ပြတိလို့မရဘူးဖော့ချောင်းလေးနဲ့ပဲပေါ့နော်ရေမြုပ်ဖော့လေးတွေနဲ့ပဲတက်ပြရမယ်နံပါတ်3ကကျတော့အစီပိုင်းဟာလေးလိမ့်လို့မရဘူးပေါ့နော်တကယ်လို့နေ့တိုင်းလိမ့်နေဆိုလို့ရှိရင်တော့သူများထပ်ပြီးတော့ကျွတ်တာမြင်ရင်နံပါတ်4ကကျတော့ဆွဲမဖြုတ်ပါဘူးပေါ့နော်ဆွဲဖြုတ်တဲ့ခါမျိုးဆိုလို့ရှိရင်ကိုယ့်ရဲ့ငွေရင်းမျက်တောင်ကြီးဟာထိခိုက်နိုင်ပါတယ်ရှင်အဲ့ဒီအချက်လေးချက်ကိုလိုက်ပြီးတော့ဒီချာလေးယူဆိုင်လုပ်ပေးမယ်ဆိုလို့ရှိရင်မျက်တောင်ဆက်တာဒီတလားကျော်လောက်ထိဟာအေးစစ်စစ်ခံနေပေါ့နော်တို့နောက်ပြီးတော့နောက်တစ်ခုကကျတော့မျက်တောင်ဆက်တဲ့အချိန်ကနေစပြီးတော့2ပတ်ကျော်2ပတ်ညပေါ့နော်14ရက်ညကြာလို့ရှိရင်တို့ refill ပြန်ထိပေးရပါတယ်ရှင်မျက်တောင်ဆက်ပြီးတော့ refill ကို2ကြိမ်လုပ်ပေးရတယ်ပေါ့နော်တကယ်လို့တချို့ကျတော့လည်းထိန်းသိမ်းတဲ့ပုံစံလေးကအဆင်ပြေနေတက်တယ်ဆိုလို့ရှိရင်မျက်တောင်ဆက်ပြီးတလားအတွင်းမှာ refill ရတစ်ချိန်နဲ့လုံးရတာအဆင်ပြေပေါ့နော်တချို့ကျတော့လည်းခုမှဆက်တဲ့သူဆိုလို့ရှိရင်မနေတတ်တဲ့အခါကျတော့နည်းနည်းပါကျွတ်တာလေးဆိုလို့ရှိရင်တော့ဆက်ပြီးတလားအတွင်းမှာ refill ကို2ကြိမ်လောက်ပြုလုပ်ပေးရပါတယ်ရှင်နောက်ပိုင်းနေနဲ့တောင်းတဲ့ပတ်သက်တဲ့ sharing လေးတွေလည်းအများကြီးထပ်လုပ်ပေးပါမယ်နော်တကယ်လို့ဒီထဲမှာကိုသိချင်တဲ့အကြောင်းအရာလေးတွေပါတယ်ဆိုလို့ရှိရင် comment လေးကြည့်ခဲ့ပြီးနော် comment လေးအားလို့ရှိရင် reply လေးလုပ်ပေးမယ် video လေးတင်ပေးပါမယ်ရှင်ကျေးဇူးများတင်ပါတယ်